စင်းရတယ်ဆိုတာရုပ်ရှင်ထဲမှာပဲကြပြဆန်တာနော်တကယ်လက်တွေ့မှာဘယ်ကောင်ဘယ်သူမှစောက်ဖက်မလို့အဲ့ဒါကြောင့်ပတ်စံတာများများရှာဟုတ်ပြီလားတယောက်ကိုတယောက်ပိုင်ဆိုင်မှုဆိုတာတဲ့တယောက်အတွက်တယောက်ပဲရှိနေပြီမို့ပါပူရေးကြီးတယ်လို့ထင်နေဗျလောကကြီးမှာလူတွေအများကြီးရှိနေတဲ့ကြားကခမရအတွက်ကျွန်တော်ရှိတယ်ကျွန်တော်အတွက်လည်းခမရတယောက်တည်းပဲရှိတယ်ဆိုလဲစိတ်လုံးကြုံမှုမျိုးအချို့စားကြင်တာမလားဒါဆိုတခြားကိုသွားကျုပ်ကခါတယ်မိန်းမတိုင်းသဘောကျလောက်တဲ့ရုပ်ရည်မျိုးတော့ကျွန်တော်မှမရှိဘူးဒါပေမဲ့မိန်းမတယောက်အတွက်တခြားမိန်းမတွေကိုကင်းအောင်ရှောင်နိုင်တဲ့အရည်ချင်းတော့ကျွန်တော်မှရှိတယ်